အားလုံးပဲမင်္ဂလာပါခင်ဗျာအခု support channel ရဲ့နေ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပထမဦးဆုံးရွေးချယ်ထုတ်တက်ပေးမယ့်ပွဲစီလေးကတော့ Chelsea အသင်းနဲ့ Leeds United တဲ့ပွဲစီဖြစ်ပါတယ်အဲ့ဒီ Chelsea တဲ့ကတော့တလုံးငါမှုအနိုင်ပေါအောင်ဖြစ်ပါတယ်ဂိုးပေါင်းကြီးကတော့3လုံးတစ်ဆက်အနိုင်ပေါအောင်ဖြစ်ပါတယ်အဲ့ဒီ Chelsea တဲ့ကာယဖောင်းတော်တော်လေးကောင်းအောင်ဖြစ်ပါတယ်အဝေးဝေးကလက်ကစားတဲ့ Leeds United တဲ့ကာယဖောင်းတော်တော်လေးကောင်းအောင်ဖြစ်ပါတယ်အဲ့ဒီ Chelsea တဲ့ကတော့ manager အသစ်ကိုခက်ပြီးကတော့တော်တော်လေးချီကောင်းနေတဲ့အသင်းသေးတယ်ဖြစ်ပါတယ်အဝေးဝေးကလက်ကစားတဲ့ Leeds United တဲ့ကတော့အိမ်ကွေးမှာတော်တော်လေးကောင်းနေဗျဒီတဲ့အဝေးဝေးဆိုရင်တော်တော်လေးအားနေတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာကျွန်တော်တို့ဗျ Chelsea body ကိုကျွန်တော်ကြိုက်ပါတယ် Chelsea အနိုင်ရရှိတော့လို့ကျွန်တော်ထည့်တယ်ဗျပြီးခဲ့တဲ့ကြောက Leeds United တဲ့က Chelsea တဲ့3ဂိုးတဂိုးနဲ့အနိုင်ယူထားတာဖြစ်ပါတယ်ဒုတိယကြောမှာတော့ Chelsea တဲ့ကတော့အနိုင်ပြယူတော့မလို့ကျွန်တော်ထည့်ဗျ Chelsea တဲ့ကတော်တော်လေးချီကောင်းနေတဲ့အတွက်ကျွန်တော်ဒီပွဲစဉ်မှာ Chelsea body ကိုကျွန်တော်ကြိုက်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Huddersfield အသင်းနဲ့ Flyback တဲ့ပွဲစဉ်ဖြစ်ပါတယ်အဝေးဝေးကလက်ကစားတဲ့ Flyback တရားတီ30အဆုံးပေါအောင်တာဖြစ်ပါတယ်ဂိုးပေါင်းကြီးတော့3လုံး80အနိုင်ပေါအောင်တာဖြစ်ပါတယ် Flyback တရားတော့ကာယဖောက်တော်တော်လေးကောင်းအောင်တာဖြစ်ပါတယ်အဲ့ဒီဟာတာဘာလေးတရားလည်းကာယဖောက်တော်တော်လေးကောင်းအောင်တာဖြစ်ပါတယ်ဒါပေမဲ့ဟာတာဘာလေးတရား Germany League 2 Club ကဖြစ်ပါတယ်ဒီပွဲစီကတော့ quarter final ပွဲစီတစ်ပွဲဖြစ်ပါတယ်ဒီပွဲစီမှာအနိုင်ရရှိတဲ့တရား semi final ကိုတက်ရောက်မှာဖြစ်ပါတယ်ကျွန်တော်တို့ဗျာအဝေးဝေးကလက်ကစားတဲ့ Flyback အသင်းနောက်တစ်စစ်ကိုတက်တော့မလို့ကျွန်တော်ထည့်တယ်ဗျာဒီပွဲစဉ်မှာကျွန်တော်အဝေးဝေးကလောက်စားတဲ့ Flyback body ကိုကျွန်တော်ကြိုက်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့စပါအသင်းနဲ့ Newcastle တဲ့ပွဲစဉ်ဖြစ်ပါတယ်အဝေးဝေးကလောက်ကစားတဲ့ Newcastle တဲ့တီ50အစုံပေါက်နေတာဖြစ်ပါတယ်ကိုပေါင်းကြီးကတော့3လုံး50နဲ့ပေါက်နေတာဖြစ်ပါတယ်ဒီနေ့သေးလုံးရင်ကားရဖို့ကြည့်မယ်ဆိုဒီနေ့သေးလုံးကားရဖို့လုံးဝမကောင်းဘူးဒါပေမဲ့ဗျာ Newcastle တဲ့အသေးကြီးတွေကိုပဲသူကထောက်ဆော့ကန်နေရတာဖြစ်ပါတယ်စပါတဲ့ကလည်းပြီးခဲ့တဲ့ပန်း Man U သေးကိုငကိုပြန်းနေဆုံးနေခဲ့တာဖြစ်ပါတယ်Man U သေးရတယ်Man U သေးနေကြတဲ့ပွဲမှာကျွန်တော်အနီကလူမဲယူထုတ်ခတ်ရှိတယ်ဗျာဒီပွဲစဉ်မှာလည်းသူတို့မှာဗျာစပါးထဲမှာခံစရလုံးဝမကောက်ဘူးဗျာစပါးထဲမှာအဓိကကစားသမားတွေလည်းဒိုင်ယာပြဿနာတွေအများကြီးပဲတစ်ဖက်ကနယူကာဆယ်သေးရလည်းတပွဲကို9နောက်လောက်ပေးနေတာကျွန်တော်တို့ဒီပွဲစဉ်မှာဂိုးတွေအပြန်လန်နဲ့မြည်တွေ့ရဖို့ကျွန်တော်တို့ထည့်တယ်ဗျာဘာဖြစ်လဲဆိုတော့စပါးသေးက35ကိုသွေးတယ်ဗျာ35ကိုပြန်ပေးထားတယ်ဗျာနယူကာဆယ်အသေးကလည်း36ကိုသွေးတယ်ဗျာ35ကိုပြန်ပေးထားတယ်ဗျာဒီပွဲစဉ်မှာကျွန်တော်တို့ဂိုးပေါ်မယ်လို့ကျွန်တော်ထည့်တယ်ဒီပွဲစဉ်ကျွန်တော်ဂိုးအပေါ်ကျွန်တော်ကြိုက်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့နာပိုလီအသင်းနဲ့ကိုမိုတေးရဲ့ပွဲစဉ်ဖြစ်ပါတယ်အဲ့ဒီနာပိုလီတဲ့ကတော့တရေငါမှုအဆုပ်ပေါအောင်တာဖြစ်ပါတယ်ဂိုးပေါင်းကြီးကတော့နှလုံး20အဆုပ်ပေါအောင်တာပေါင်းနေတာဖြစ်ပါတယ်အဲ့ဒီနာပိုလီတဲ့ကိုင်းဖော်ကြည့်မဆိုတာနာပိုလီတဲ့ကိုင်းဖော်အရေးလည်းမကောင်းပါဘူးအဝေးဝေးကလောက်စားတဲ့ကိုမိုတေးကိုင်းဖော်တော်တော်လေးကောင်းအောင်တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဗျာနာပိုလီတဲ့ကဒီပွဲစဉ်မှာကျွန်တော်တို့ဗျာနိုင်ပြီးသူကနောက်တစ်စစ်ကိုတက်လောက်တော့မှကျွန်တော်ထည့်ရဗျာဒီပွဲစဉ်မှာကျွန်တော်နာပိုလီဘော်ဒီပွဲကျွန်တော်ကြိုက်တယ်ဗျာနာပိုလီအနည်းဆုံးတော့ဗျာတကြီးကစားနိုင်လို့ကျွန်တော်ထည့်တယ်ဗျာနာပိုလီဘော်ဒီကိုကျွန်တော်ကြိုက်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဝင်ဟန်အသင်းနဲ့မန်ယူသေးရဲ့ပွဲစဉ်ဖြစ်ပါတယ်အဝေးဝေးကလောက်ကစားတဲ့မန်ယူသေးကတော့တလုံး90အနိုင်ပေါအောင်တာဖြစ်ပါတယ်ဂိုးပေါင်းကြီးကတော့3လုံး30အစုံပေါအောင်တာဖြစ်ပါတယ်ဝဟန်သေးကိုင်းဖော်ကြည့်မှာဆိုဝဟန်သေးကိုင်းဖော်မကောင်းပါဘူးမန်ယူသေးကိုင်းဖော်တော်တော်လေးကောင်းအောင်ဖြစ်ပါတယ်မန်နေဂျာအသစ်ကိုခတ်ပြီးကြတဲ့ကဗျာ၄ပွဲစစ်တိုက်နိုင်ထားတာဖြစ်ပါတယ်ဒီ၄ပွဲလုံးကမန်ယူသေးကြီးအောင်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ဗျာဒီမန်ယူနဲ့ဝဟန်နဲ့ပွဲစီမှာဗျာမန်ယူဖေးကကျွန်တော်တို့ဗျာမနေရဲဘူးဗျာဘာဖြစ်လဲဆိုတော့ဗျာဝဟန်ကမန်ယူတော်တော်ဒုက္ခပေးတဲ့အသင်းသေးထဲမှာပါတယ်ဗျာဘာဖြစ်လဲဆိုတော့ဗျာမန်ယူသေးကတော့တလုံး90နဲ့ပေါင်တယ်ဗျာမန်ယူဖက်ကတော့နေချီစီရကြီးပေါ့ဗျာလူတော်တော်များများတော့ဗျာမန်ယူဖက်မှာပဲနေကြပါကျွန်တော်ကတော့ဒီပွဲစဉ်မှာတော့ကျွန်တော်ဝင်ဟဲကိုကျွန်တော်ကြိုက်နေတာဖြစ်ပါဘာဖြစ်လို့ကျွန်တော်ဝင်ဟဲကိုကျွန်တော်ကြိုက်နေရလဲဆိုတော့ဗျာဝင်ဟဲအသေးကတန်စီစုပ်ထဲမှာသူကယုံနေရတာဖြစ်ပါတယ်ဗျာဒီပွဲစဉ်မှာဗျာသူ့ရဲ့အိမ်ခွဲမှာဗျာရမတ်တမက်လောက်ကျွန်တော်တို့ရောက်ယူတော့မယ်လို့ကျွန်တော်ထင်တယ်ဗျာဒီဝင်ဟဲအသေးကတော်တော်လေးမာရယ်နော်အသေးကြီးတွေတော်တော်လေးဒုက္ခပေးနေနိုင်တဲ့အသေးသေးတွေဖြစ်တယ်မိုက်ကယ်ကားကြီးက၄ပွဲစစ်တဲ့ကြီးအောင်ထားတာဗျာကျွန်တော်တို့၅ပွဲစစ်တဲ့ကြီးအောင်မယ်လို့ကျွန်တော်မထင်ဘူးဗျဒီပွဲချိန်မှာဝဟန်သေးကမန်ယူသေးကိုဗျာပကြီးလောက်တော့ကစားနိုင်တော့မလို့ကျွန်တော်ထင်တယ်ဗျာဒီပွဲချိန်မှာကျွန်တော်ဝဟန်ဘော်ဒီကိုကျွန်တော်ကြိုက်တယ်ဗျာအားလုံးစီပီရပါတယ်ညီကိုတွေကျွန်တော်စီမှာမဘာဝင်မယ်ဆိုရဲ369889583ကိုလာရောက်မေးမြန်းဆက်တာနေပါလေကျွန်တော်စီမှာ5 3လုံးအကောက်တက်ဖွဲ့ပြီးလာကစားလို့လည်းရပါလေခင်ဗျာအားလုံးစီပီရပါတယ်ညီကိုတွေ